မျိုးသမီးဟာမင်္ဂလာဝတ်စုံကိုစမ်းဝတ်ကြည့်နေတော့မှပဲသူမရဲ့စိတ်ဆက်ထားသူစီကဖုံးဝင်လာပါတယ်။သူ့ရဲ့ပထမအချက် first love ကနေမကောင်းဖြစ်နေလို့မင်္ဂလာပွဲကိုရွှေ့ဆိုင်းခြင်းတယ်လို့သူကပြောလိုက်ပါတယ်။ဒါကိုကြားချင်းမှာပဲအမျိုးသမီးဟာခေါင်းပေါ်ကတရဖူနဲ့ဇာပူဝါကိုချက်ချင်းချုပ်ပစ်လိုက်ပြီးစိတ်ဆက်ထားသူကိုရှင်းရှင်းလင်းလင်းမေးမြန်းဖို့သူ့ကုမ္ပဏီစီကိုအမြန်ပြေးသွားခဲ့ပါတယ်။ကုမ္ပဏီရောက်တဲ့အခါမှာတော့မမျှော်လင့်ပဲသူမရဲ့စိတ်ဆက်ထားသူဟာပထမအချက်ဖြစ်သူနဲ့နမ်းနေတာကိုတွေ့လိုက်ရပါတယ်။အမျိုးသမီးကတကားကိုဝုန်းကနေကန်ဖွင့်လိုက်တဲ့အခါမှာတော့ထိုမျိုးသားကသူမကိုရိုင်းဆိုင်လိုက်တာတကားတော်မခောက်တတ်ဘူးလားဆိုပြီးအပြစ်တင်စကားပြောခဲ့ပါတယ်။အမျိုးသမီးကလည်းစိတ်ဆက်ထားတာကိုဖျက်သိမ်းမယ်လို့တဲပြောလိုက်ပါတယ်။ဒါပေမဲ့အမျိုးသားကကုမ္ပဏီချင်းကလည်းလက်တွဲထားတာဖြစ်တယ်လို့မိဘတွေကလည်းသဘောတူမှာမဟုတ်ဘူးလို့ညှင်းဆန်ခဲ့ပါတယ်။အဲ့ဒီနောက်နိုင်ငံခြားတက္ကသိုလ်တစ်ခုကကျောင်းဝင်ခွင့်စာကိုထုတ်ပြပြီးမင်းနိုင်ငံခြားမှာကျောင်းတက်ပြီးပြန်လာမှငါတို့လက်ထပ်ကြမယ်လို့ပြောပါတယ်။အမျိုးသမီးကထိုကျောင်းဝင်ခွင့်စာကိုစုပ်ဖြတ်ပစ်လိုက်ပြီးအနာကရေခွက်နဲ့သူ့မျက်နှာကိုပတ်လိုက်ပါတယ်။သူနဲ့ဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူးလို့ပြက်ပြက်တသားကြေညာပြီးထွက်လာခဲ့ပါတယ်။ပြီးတော့သူမရဲ့တငယ်ချင်းကိုစစ်ဆက်ပွဲပြတ်သွားပြီဖြစ်ကြောင်းလူသိရှင်ကြားကြေညာခိုင်းလိုက်ပါတယ်။ဒီသတင်းကိုသိသွားတဲ့အခါအမျိုးသားကမယုံနိုင်အောင်ဖြစ်နေတယ်လို့သူ့အမေကလည်းသူ့ကိုစူပူချိန်မောင်းပြီးအမျိုးသမီးစီတောင်းပန်ဖို့ဖုန်းဆက်ခိုင်းပါတယ်။ဒါပေမဲ့အမျိုးသမီးကသူ့ကို block လုပ်လိုက်ပြီဖြစ်ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသမီးကသူမရဲ့တငယ်ချင်းနဲ့အတူဈေးဝယ်ထွက်နေတာပါ။ဝရှင်းကန်နီမှာသူမရဲ့ဘဏ်ကတ်ကပိတ်ခံထားရမှန်းသိလိုက်ရပါတယ်။အဲ့ဒီအခါမှာတော့ထိုမျိုးသားရဲ့ပထမအချစ်ဖြစ်သူကရောက်လာပြီးပတ်စံမရှိလို့မရှင်းနိုင်တာလားဆိုပြီးလောင်ပြောင်ခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကဒေါ်လာတန်းချီတန်တဲ့ black card အထူးခွင့်ရကတ်ကိုထုတ်ပေးလိုက်တဲ့အခါအားလုံးမင်သက်သွားကြပါတယ်။ကောက်ကျစ်တဲ့ထိုမျိုးသမီးကတော့ဒါဟာသူမရဲ့ကတ်မဟုတ်ပဲခိုးလာတာဖြစ်မယ်လို့ဆွဆွဲနေတော့မှာပဲ။အမျိုးသားတယောက်ရုတ်တရက်ပေါ်လာပါတယ်။သူ့လိုမြင့်မြတ်တဲ့အစင်တန်းရှိတဲ့သူကဒီလိုသုံးမကြတဲ့ black card ကတ်ကိုခိုးဖို့မလိုပါဘူးလို့ထိုလူကပြောလိုက်ပါတယ်။အမျိုးသမီးကအန်အော်ဒကြီးနဲ့ဘာလို့ရောက်လာတာလဲလို့မေးတဲ့အခါသူကသူမကိုရှာနေတာ3နှစ်ရှိပြီဖြစ်ကြောင်းပြန်ပြောပါတယ်။တကယ်တော့သူဟာထိုမျိုးသမီးရဲ့အကိုရင်းမဟုတ်ပဲမွေးစားကိုဖြစ်ပါတယ်။သူမကိုထိုမိသားစုကမွေးစားခဲ့တာဖြစ်ပြီးလွန်ခဲ့တဲ့3နှစ်ကမွေးစားဖခင်ကွယ်လွန်ပြီးကုမ္ပဏီဒေဝါလီခံခဲ့ရစဉ်မှာသူမရဲ့အကိုကိုသဘောကျနေတဲ့ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ကမွေးစားမိခင်ကိုဓာတ်ဆခံလုပ်ပြီးသူမကိုအကိုဖြစ်သူအနာကထွက်သွားဖို့ချင်းချောက်ခဲ့တာပါမွေးစားမိခင်ကိုကာကွယ်ဖို့အတွက်သူမကတိတ်တဆိတ်ထွက်ခွာခဲ့တာဖြစ်ပေမဲ့အကိုဖြစ်သူကတော့သူမကိုတစ်ချိန်လုံးလိုက်ရှာနေခဲ့တာဖြစ်ပါတယ်အခြေအနေကိုချောင်းကြည့်နေတဲ့ကောက်ကျစ်တဲ့အမျိုးသမီးကစစ်ဆက်ထားသူစီကိုသူတို့နှစ်ယောက်ရင်းနှီးနေတဲ့အကြောင်းသွားတိုင်ပါတယ်ဒါပေမဲ့ထိုမျိုးသားကတော့သူမကိုပြစ်ထားခဲ့ပြီးအမျိုးသမီးရဲ့အိမ်စီကိုချက်ချင်းလိုက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအမျိုးသမီးကအိမ်ထဲမှာသူမအကိုရဲ့စပင်ကိုလေမုတ်ဆက်နဲ့အချောက်ခံပေးနေတာပါစိတ်မပါတပါနဲ့လုံနေရင်းကနေအကိုဖြစ်သူရဲ့ဥယျာဉ်ပြားကိုအပူလောင်စေမိလို့လေမုတ်ဆက်ကိုချက်ချင်းဆွဲဖြုတ်လိုက်ရမှာဟန်ချက်ပြက်ပြီးအကိုဖြစ်သူပေါ်ကိုမှောက်လျက်သားပြုတ်ကျသွားပါတယ်အပြင်ကနေဒါကိုမြင်လိုက်ရတဲ့စစ်ဆက်ထားသူကတကားကိုဘေ့စ်ဘောတုံးနဲ့ရိုက်ခွဲပြီးဝင်လာပါတယ်သူတို့နှစ်ယောက်ရဲ့ပုံစံကိုကြည့်ပြီးငါ့ကိုအစောကြီးကလေးကတစ္ဆာဖောက်နေတာလားလို့မေးခွန်းထုတ်ပါတယ်အမျိုးသမီးကလည်းစစ်ဆက်ပွဲကပြက်ပြီးသားဖြစ်လို့ခုချက်ချင်းထွက်သွားလို့မောင်းထုတ်လိုက်ပါတယ်အဲ့ဒီအခါအမျိုးသားကရိုင်းဆိုင်တဲ့စကလုံးတွေနဲ့ဆဲဆူတိုက်ခိုက်တဲ့အတွက်အကိုဖြစ်သူကကြားဖြတ်ဝင်ပြီးကာကွယ်ပေးလိုက်ပါတယ်အဲ့ဒီတော့မှရှေ့ကလူကသူမရဲ့အကိုဖြစ်သူမှန်ထိုမျိုးသားတည်သွားပါတော့တယ်အကိုဖြစ်သူရဲ့ထေဝါလုံးနဲ့အရှိန်ဝါကြောင့်ထိုမျိုးသားလည်းဘာမှမတတ်နိုင်ပဲလှည့်ပြန်သွားရပါတော့တယ်